တကဘာလုံးကအသက်ရှူအောင်ပြီးစောင့်ကြည့်နေရတဲ့အခြေအနေပါအီရန်နိုင်ငံရဲ့မြို့တော်တီဟီယန်မှာဘုံကျဲတံတွေဆူညံနေပြီးအစ္စရေးရဲ့မြို့ကြီးတွေမှာလည်းဒုံးကျည်သတိပေးတံတွေဆက်တိုက်ထွက်ပေါ်နေပါတယ်ဒါဟာဒေတာတွင်ပဋိပက္ခတစ်ခုတည်းမဟုတ်တော့ပဲခင်များတို့ကျွန်တော်တို့ရဲ့အိတ်ကက်ထဲကပိုက်ဆံတွေစီစင်းနှုံးတွေနဲ့နေ့စဉ်ဘဝတွေကိုပါရိုက်ခတ်တော့မဲ့ကမ္ဘာစီးပွားရေးငလင်တစ်ခုဖြစ်လာနေပါပြီအခုဆိုရင်အီရန်နဲ့အစ္စရေးကြားတိုက်ပွဲတွေဟာသတင်းပတ်ဒုတိယပတ်ထဲကိုရောက်လာပါပြီအမေရိကန်သမ္မတဒေါ်နယ်ထွန်းကအီရန်ကိုချွင်းချက်မရှိလက်နက်ချဖို့တောင်းဆိုနေသလိုပင်လယ်ကွေ့ဒေသကရေနံတင်ပို့မှုတွေရပ်ဆိုင်းသွားနိုင်တယ်လို့သတိပေးချက်တွေထွက်ပေါ်နေပါတယ်ဒီနေ့အစီအစဉ်မှာတော့ဒီစစ်ပွဲကြောင့်ရေနံဈေးပါလို့တက်ရတာလဲထရန့်ကဘာလို့ဒီလောက်ပြတ်သားနေတာလဲနောက်ပြီးစစ်ပွဲကြားကအရက်သားတွေရဲ့ဘဝဘယ်လိုရှိနေတယ်လဲဆိုတာတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အီရန်နိုင်ငံရဲ့မြို့တော်တီဟီယန်မှာနေထိုင်သူတွေဟာသူတို့ဘဝရဲ့အဆိုးရွားဆုံးညတွေကိုဖျက်ဆီးနေရပါတယ်အစ္စရေးရဲ့တိုက်လေယာဉ်အစင်း90ကျော်ဟာအီရန်စစ်ပတ်ဆိုင်ရာဗဟိုဌာနချုပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်တီဟီယန်မြို့ခံတအုပ်ကအင်ဂျီတစ်လုံးလုံး9မိနစ်လောက်တုန်ခါနေပြီးအတင်းပေါက်မှန်တွေအကုန်ကွဲထွက်ကုန်တယ်လို့ပြောပြပါတယ်တစ်ဖက်မှာလည်းအစ္စရေးနိုင်ငံထဲကိုအီရန်ရဲ့ဒုံးကျည်တွေကြားရောက်နေပြီးဒဲပင်မြို့ကလူနေဆောက်ဦးတွေထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်စစ်ပွဲရဲ့အစောပိုင်းမှာတင်အီရန်ရဲ့အတိတ်ပဲအရှိဆုံးခေါင်းဆောင်အယာတိုလာခါမီနီတည်ဆုံသွားခဲ့ပေမဲ့အီရန်စစ်တပ်ကတော့နောက်ဆုံးကြည်စံနောက်ဆုံးစစ်တီထိတိုက်ပွဲဝင်သွားမယ်လို့ကြွေးကြော်နေစေဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီစစ်ပွဲကိုအဆုံးသတ်ဖို့နည်းလမ်းတစ်ခုပဲရှိတယ်လို့ဆိုပါတယ်အဲ့ဒါကတော့အီရန်ရဲ့ချွင်းချက်မရှိလက်နက်ချမှုပါပဲသူဘာကြောင့်ဒီလိုတောင်းဆိုရတာလဲအီရန်ဟာနျူကလ িয়ার လက်နက်ဘယ်တော့မှမပိုင်ဆိုင်စေရဘူးလို့ထရန့်ကအခိုင်အမာယုံကြည်ထားပါတယ်အီရန်ရဲ့ ballistic ဒုံးကျည်ထုတ်လုပ်မှုတွေကိုအမြင့်ပြတ်ဖျက်ဆီးဖို့ရည်ရွယ်ပါတယ်အမေရိကန်နဲ့စီးပွားရေးအဆင်ပြေလုံးနိုင်မယ်အမေရိကန်ရဲ့တောင်းဆိုချက်တွေကိုလိုက်နာမဲ့ခေါင်းဆောင်တစ်တဦးကိုထရန့်ကလိုလားနေပါတယ်အယိုးရှင်းဆုံးပြောရရင်တော့ထရန့်ဟာအီရန်ကိုစစ်ရေးရတော့နိုင်ငံရေးရပါလုံးဝအညံ့ခံစေချင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ခင်များတို့ရဲ့နေ့စဉ်စရိတ်စကားတွေနဲ့တိုက်ရိုက်သက်ဆိုင်တဲ့အချက်ပါပင်လယ်ကွေ့ဒေသကကာတာနိုင်ငံစွမ်းအင်ဝန်ကြီးကရေနံနဲ့တဘာဝဓာတ်ငွေ့တင်ပို့မှုတွေသတင်းပတ်အနှဲငယ်အတွင်းရပ်ဆိုင်းသွားနိုင်တယ်လို့သတိပေးလိုက်ပါတယ်လက်ရှိမှာတင်ရေနံဈေးဟာ25%တက်သွားပြီးတစီကို$90ဖြစ်နေပါပြီအခြေအနေတွေဆိုးဝါးလာရင်$150အထိထိုးတက်သွားနိုင်ပါတယ်ကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ဟော်မုတ်ရေလက်ကြားပိတ်ဆို့ခံရတာကအဓိကပြဿနာပါစီဈေးတက်ရင်တည်ယူပို့ဆောင်ရေးစရိတ်တွေတက်မယ်အဲ့ဒီကနေတဆင့်စားတောက်ကုန်ဈေးနှုန်းတွေပါလိုက်တက်လာမယ်ငွေဖောင်းပွားမှုလှိုင်းလုံးကြီးလာနေပါပြီစစ်ပွဲကအီရန်နဲ့အစ္စရေးတင်မဟုတ်ပါဘူးအာရက်စော်ဘွားများပြည်ထောင်စုဘာရိန်းနဲ့ကူဝိတ်နိုင်ငံတွေပေါ်ကိုလည်းအီရန်ရဲ့ဒုံးနဲ့ဒုံးကျည်တွေကြားရောက်နေပါတယ်ကာတာနိုင်ငံမှာဆိုရင်ဖျော်ဖြေရေးအစီအစဉ်တွေအကုန်ရက်နာထားပြီးလေကြောင်းလိုင်းတွေကိုလည်းပိတ်ထားရပါတယ်လူတိုင်းရဲ့ဖုန်းထဲမှာဒုံးကျည်သတိပေးချက်တွေခဏခဏတက်နေတာကြောင့်လူတွေဟာကြောက်လန့်တကြားနေထိုင်နေရပါတယ်လက်ဘနွန်နိုင်ငံမှာဆိုရင်အစ္စရေးရဲ့ဘုံကျဲမှုတွေကြောင့်လူပေါင်း3သိန်းကျော်ဟာအိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်ကျမတို့ညကမအိပ်ရဘူးကြောက်လို့ပါကိုယ့်အိမ်လေးပါဖြစ်သွားပြီလဲဆိုတာသတင်းထဲမှာပဲကြည်နေရတယ်လို့ဘေယုမြို့ကအမျိုးသမီးတဦးကမျက်ရည်လဲရွှဲနဲ့ပြောပြပါတယ်ဒါအပြင်ဒူဘိုင်းလိုမြို့ကြီးတွေမှာလည်းပြည်တိန်နိုင်ငံသား3,600,000ကျော်ပါဝင်နိုင်ငံသားတွေပိတ်မိနေပြီးသူတို့ဟာအိမ်ပြန်ဖို့အတွက်အသေးအတန်စူးစမ်းနေရပါတယ်တကယ်လို့ရေနံဈေးကတစီကို$150အထိတက်သွားခဲ့ရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဘယ်လောက်ထိခက်ခဲသွားမလဲထရန့်ရဲ့ချွင်းချက်မရှိလက်နက်ချခိုင်းတာကိုစစ်ပွဲကိုအဆုံးသတ်နိုင်မဲ့နီးလန်းလို့ထင်ပါသလားအခုတင်ဆက်ပေးခဲ့တာတွေကတော့အီရန်အစ္စရေးပဋိပက္ခကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကမ္ဘာရေနံဈေးနှုန်းရိုက်ခတ်မှုနိုင်ငံရေးအခြေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲတွေရဲ့ဖြစ်ပါတယ်စစ်ပွဲရဲ့အရှိန်ဟာလျော့ကျသွားမဲ့အစားပိုမိုပြင်းထန်လာမဲ့အလားအလာတွေတွေ့နေရပါတယ်ဒီလိုထူးခြားတဲ့သတင်းတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပြီး notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်